မင်္ဂလာပါရှင်ညီမတို့ဒီနေ့ HR Admin Center မှာခေါ်ယူနေတဲ့ position လေးတွေကို sharing လုပ်ဖို့ဖြစ်ပါတယ်ပထမဆုံး position တွေကညီမ HR Manager position ရှာနေရရှိပါတယ်industry 3ခုအတွက်ရှာနေရလေးရှိပါတယ်ရှင် pharmaceutical ရဲ့ cosmetic distribution company တစ်ခုအတွက်ရဲ့ manufacturing company တစ်ခုအတွက်ရှာပေးနေတာပါ salary ကတော့ညီမတို့320နဲ့30တိ open ပေးထားပါရှင်အတွေ့အကြုံညီမတို့9နှစ်ကနေ9နှစ်အတွင်းရှိရတဲ့သူတွေလျှောက်ထားလို့ရပါရှင်ဒုတိယ position ကကြာတော့ညီမဒီ assistant HR manager position ရှာနေရရှိပါတယ်သူကကြာ FMCG distribution company တစ်ခုအတွက်ပေါ့နော်ညီမတို့ဒီ HR experience ပုံမှာအတွေ့အကြုံ3နှစ်ကနေ9နှစ်အတွင်းရှိရတဲ့သူတွေလျှောက်ထားလို့ရပါရှင် salary ကတော့ညီမတို့15သိန်း30တိ open ပေးထားပါရှင်ညီမတို့နောက်ဆုံး position တွေကတော့ admin manager position ရှာနေရရှိပါတယ်financial service company တစ်ခုအတွက်ပေါ့နော်သူကတော့ညီမတို့ salary ကို25သိန်းထိ open ပေးထားပါတယ်ရှင်ဒီ admin experience ကိုမှညီမတို့9နှစ်ကနေ9နှစ်အတွင်းရှိတဲ့သူတွေလျှောက်ထားလို့ရပါတယ်ရှင်ညီမတို့အသေးစိတ်ကိုဒီ website လေးမှာတင်ပေးထားတာဆိုတော့ကိုယ်နဲ့ကိုက်ညီတဲ့ position လေးရှင်လျှောက်ထားလို့ရပါတယ်ရှင်